မန်လေးမှာပဲရမယ်ရင်းနဲ့ကိုအေးမြသွားစီမဲ့ဒီထူးပိုးရဲ့အေးဆုံးဘီယာလေးကို try ကြည့်တာအရင်မိုက်လို့ကျွန်တော်မိတ်ဆက်ပေးမယ်နော်ဒါကတော့ show ဒီတလောတငယ်ချင်းနေနဲ့115လမ်း65 A လမ်းမှာရှိတဲ့ Hey Bro Bar နဲ့84လမ်း3233ကျောင်းမှာရှိတဲ့ GG မှာသွားထိုင်တော့က try ဖြစ်ခဲ့တဲ့ထူးပိုးရဲ့အေးဆုံးဘီယာလေးပဲဖြစ်ပါတယ်အရင်ဆုံးဘီယာနဲ့အလိုက်ဖတ်ဆုံးအမီးပေါ့နော်အကင်တွေကိုစိတ်ကြိုက်ရွေးနေတာဖြစ်ပါတယ်ကျွန်တော်ကလေဘောအေးချမ်းချမ်းလေးနေချင်တယ်လို့ဘီယာဆိုလဲအေးဆက်နေမှကြိုက်တာဒါကြောင့်ဒီကြောညာကိုစတွေ့တော့ဘလို့အရသာလဲဆိုတော့ကျွန်တော်အရင်သိချင်တယ်ပေါ့နော်နေ့ဒီအေးဆုံးလမ်းဆန်းမှုကိုပေးနိုင်တဲ့ဘီယာနှစ်ခွက်လောက်ရှောက်အခုကတော့ဒီထူးဘိုးရဲ့အေးဆုံးဘီယာဆိုရဲဟာကိုကျွန်တော်လာ try ကြည့်တာဖြစ်ပါတယ်ဒီ taste ကဘယ်လိုလဲဆိုတော့ကျွန်တော်အတူတူ try ကြည့်ရအောင် Okay ကျွန်တော်တို့ပထမဆုံးတစ်လုံးပိုင်းတော်လမ်းဆန်းသွားပြီဗျာဒီတူဘိုးရဲ့အရာသာတခြားဟိုင်နဲ့မတူပေါ့နော်သူကအရင်မပြင်းဘူးတောက်ရတာပေါ့ပါပြီးတော့အဝင်လည်းအရင်ကောင်းတယ်ဒီရတာဘယ်လိုလဲဆိုရင်ပေါ့နော်ပုံမှန်ဘီယာရဲ့ထက်ကိုပို့ပြီးတော့ fresh ဖြစ်တယ်ပို့ပြီးတော့အေးတယ်ရန်ပင်မတနေ့တာပင်မတဲ့ဟာတွေကိုလမ်းဆန်းတော့လို့ခံစားရတယ်ပေါ့နော်တော့မိုက်တယ် Cheers အေးဆုံးဘီယာကိုတောက်ပြီးသွားပြီဆိုရင်ဒီ fresh meter challenge ကိုဒီ scan လေးဖတ်ပြီးတော့ win join လို့ရပါတယ်ဘယ်လို win join ရမလဲဆိုရင်ကျွန်တော်လိုက်ကြည့်ပါအရင်ဆုံးကျွန်တော် ice cold beer တောက်နေတဲ့ Safi လေးတစ်ပုံအရင်ဆွဲပါမယ်ပြီးတော့ကျွန်တော်ဒီ scan လေးကိုဖတ်ပြီးတော့ website လေးတွေကိုဝင်မယ်ပေါ့နော်ပြီးရင်တို့ form လေးကြာလာရင်ဒီ form ထဲမှာအချက်လက်လေးဖြည့်ပါမယ်ပြီးတော့ခုန Safi ရိုက်ထားတဲ့တပ်ပုံလေးကိုထည့်ပါမယ်ပြီးရင်ကျွန်တော်တို့ရေခဲခဲနေတဲ့တပ်ပုံလေးတစ်ပုံရမှာဖြစ်ပါတယ်60ရာခိုင်နှုန်းပဲရတာโอเคနောက်တစ်ပုံပြန်လုပ်ကြည့်လို့ရတယ်โอเคဒီတပ်ပုံလေးကိုစေ့ပြီးတော့ပေးထားတဲ့ hashtag လေးရေးပြီးတော့ Facebook ပေါ်မှာတင်ပေးလိုက်ဆိုရင်ရပါပြီဒီ challenge ကို join ထားတဲ့ထဲကနေပြီးတော့ winner အယောက်100ကိုရွေးချယ်ပြီးတော့ဒီ 2 book ကလုပ်တဲ့အရန်မိုက်တဲ့ event တစ်ခုမှာပါဝင်ခွင့်ရမယ့် ticket ကိုလက်ဆောင်ပေးမှာဖြစ်ပါတယ်အဲ ticket ရတဲ့ winner ကတယောက်တည်းမသွားချင်ဆိုရင်နောက်ထပ်တငယ်ချင်းပြည့်နောက်ထပ် +1 တယောက်လည်းခေါ်ဆောင်ခွင့်ရှိမှာဖြစ်ပါတယ်ဒီ fresh meter challenge ကတော့ John 21ရက်နေ့အထိပေါ့နော်ဝင်အောင် join လို့ရမှာဖြစ်ပါတယ်event ကတော့John 29ရက်နေ့မှာ event ရှိမှာဖြစ်ပါတယ်မန်လေးမှာ10နေရာပဲရရပေါ့နော်ဒီ GJ ဆိုင်ခွဲတွေရယ်နောက်ထပ်ကျတော့ Blood Hole ရယ် BRCT ရယ် BR Man ရယ် Arena ရယ် Amara ရယ်ပေါ့နော် Hey Bro ရယ်ပေါ့နော်ဒီဆိုင်တွေမှာပဲဒီအေးဆုံး BR တွေကိုရနိုင်မှာဖြစ်ပါတယ်အားလုံး try ချင်တော့ဒီဆိုင်တွေကိုတွားပြီးတော့ try လို့ရပါတယ်